ဘာလဲတော့မရရဆိုင်ပြန်သွားလို့တဲ့ရဆိုင် သူပြန်သွားနေဘာဖြစ်ဟမ် အတွန်းထားတာလား ခုနကသိထိုးထားရလေသိထိုးညသူညကြသိထိုးရကိုသိထိုးတာနာလို့ရအောင်သူသိထိုးတာ ဩဘာတပိတ်တောင်းမလားလို့မေးလိုက်လေ အော်ဒီမလို့သိအောင်ပေါ်လာတယ် ဟမ် သိအောင်ပေါ်မှာလာလာနေအော် မတောင်းဘူးလားပိတ်တောင်းချင်တယ်လို့မတောင်းဘူးလားလို့ မလီနော်ပြုတ်တော့တဲ့မို့ ဒါငါကဘာဘူး ကြည့်နေတယ်နော်ဟာ ဟမ် ကျောက်ကလေး မဘာဘူးဒီကဘူး အော်ပြောက်စီလေးထုံးတော့က စိတ်မှာစိတ်ပဲလက်မလဲလေးဘူးလေစိတ်ထိုးတာ ကမလေး တက်ချင်မတက်တော့ပဲဗျ ဟိုညမသေးဘူးမလေးနေပါ ဟိုင်းတယ် ခုထိုးခုပြောက်ချင်တာတဲ့စိတ်ထိုးတာ ဩဘာညောလိုက်လေညဟဲ့တောင်းနေသေးပြီမရဘူးလို့ပြောပြလိုက် အော်နောင်ပါဘူးဒီအောင်လာလေးလုံး သမီးကြောင့်ခေါင်းခိုင်အမေကြည့်တာနဲ့ပို့ပြီးတော့ခေါင်းခိုင် အေး လူမမဖောင်းတဲ့လူကနေဆိုတယ် အဖေကထားဖောက်လိုက်ရင်တခါသွားပြီခေါင်းတောက်ချလည်းပဲရမ်းမိတာမဲ့ ငါကောင်းအဲ့ကားစီပူဆိုး ဒါအပြက်ဘယ်လောက်တည်းတော့ မသိဘူးအဖေသွားတာပဲတလောက် ဟွန်း အဲ့ကို အေး ယ်တိုင် ဆင်းရောကြည့်ကြလှုပ်ပြီးလိုက်ဟာလက်အောင်တော့ချောက်နေတာအေးဟမ် အမေဟောမစားသေးဘူးအာ စားနင်တို့ပါလဲတယ်ငါတို့လည်းအောင်တော့ချောက်နေပြီဟာ ရခိုင် ဒီတောင်ယူကျင်တယ်နင်တို့နဲ့ ငါတောင်နေဆုံးနေမယ်ငါပါကြားရ အေးအားကြောင့်ထမင်းစားကျင်တော့စားလို့စား အဲ့ကောင်စားတော့သူနာကမခံငါဖက်ထားသူဖက်ထားလို့ ဟွန်းကလေးရထားခဲ့ ခလေးကကြောင်းတဲ့အခုဆိုရင်ကြောင်းဆင်းတော့မင်းဟာအဲ့ခလေးနောက်ရကြောင်းပိတ်ပြီးခလေးရောခေါ်သွားမယ် ဟာတောင်းဝဲပြီးတာနဲ့ပိတ်ရမှာပဲနဲ့ခေါ်လို့မရဘူးလို့ ဟာတရန်နေဟာတုံးတန်းရှောင်မဖြစ်ဘူးခလေးကမဖြစ်အောင်ပါဝမ်းမလီကလာမမန္တလေးကြောင်လာမဒီမှာဖြစ်နေအဲ့မှာငါပြန် မတို့ငဲကောင်းလား အကတော့ခလေးရတယ်ဆောင်းရရှိတယ်ဟုတ်တယ်ဖိနဲ့မကိုက်ဘူးငါကနေ့တရက်လောက်လိုက်ရင်နာထိဆိုလည်းများများကတော့ဆင်းလာမှာ သူရတော့နားရပြန်လာခဲ့ သူတို့ကြောင့်ပြန်ဆင်းငါပြန်လာအဲ့မှာတော့နေလို့မရဘူးဒီကခလေးနဲ့ဆောင်းဝဲဖြေအောင်တယ် ဟုတ်လည်းနေတော့မှ အိမ်ဟာလေစိတ်ကိုကြငါအဲ့ဟာဒီကောင်းတွေးပြီးကောင်းဒီကိုက်ညာကလေးရรู้มาကလေးကနောက်ကတည်းကကိုကားစီရမှာယူဟာစိတ်ညက်အဲ့ကိုပိုးပြီးတော့နောက် ဆေးဝဲတော့ဘောဟာကာမမှုတဲ့ဆေးကာမမှုရဲ့မအနဲ့ဆေးတွဲဝဲလိုက်ဟုတ်လားအဲ့ဒီမှစိတ်ရှုပ်ပါဘာပြောမို့အဲ့ဒါပဲပြောမို့လားငါတော့ခေါင်းနီကြိုက်လုံးလို့နေမယ်အဲကောင်းလဲငါပါမစင်